ဟဲ့အောင်ငါချောင်းငါတို့တခုခုသွားစားမယ်လေအေးပါငါဆန်းရတားမှုတော့မခေါ်နဲ့တော့အဲ့ကောင်ပတ်စံမရှိဘူးကြားတယ်ဟုတ်တယ်မခေါ်တော့ဘူးခုတလောအဲ့ကောင်ဘိုင်းပြက်နေတယ်ကြားရနော်တော့မယ်လားအဲ့ကောင်ရောက်လာမှသူ့ပါကျွေးနေရမယ်ဟာဟိုကောင်နေငါ့ကိုပြောတော့စုံနေကြနေရမှာစုံမယ်ပြောပြီးငါဖုံးဆက်ကြည့်လိုက်အောင်မယ်စားသားဘူးနောင်နေဟိုကောင်ပြတယ်နေဟာဟဲ့မစုံဘူးငါပြောလိုက်ကွာဟဲ့ကောင်ဟဲ့အောင်စမ်းကြီးမင်းတို့ကဘယ်မှာလဲဟာငါစုံနေကြနေရမှာလေအေးတားမှုငါဒီနေ့မလာတော့ကွာအိမ်မှာပဲနေတော့မယ်အေးပါအေးငါချောင်းစီလဲဆက်ကြည့်လိုက်အောင်မယ်ဒီကောင်လေးဘာပြောမလဲလို့ငါစီလဲလာပြန်ပြီဟဲ့ဟာမင်းစီလဲလာပြန်ပြီလားမင်းအကြောင်းတစ်ခုခုပြလိုက်ကွာရောက်ငါလိုပဲဟဲ့အောင်ချောင်းကြီးမင်းဘယ်မှာတော့ဟာစုံနေကြနေရမလားဘူးလားအေးတားမှုငါဒီနေ့မလာနိုင်တော့ဘူးကွာငါအိမ်ကလုပ်ကိစ္စလေးတစ်ခုခိုင်းလို့နော်အေးပါဩအေးပါဒီကောင်လေးကငါပတ်စံမရှိမှန်းသိလို့ငါ့ကိုကျင်ဖဲပြီးတော့သွားစားကြတာ哦အေးပါတငယ်ချင်းကောင်းကြီးတွေရာစားငါကောင်နေရောက်လှည့်လွတ်အေးစေးပဲ